Hello, auspiciousness to you all. အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့အရင်ကအသုံးဝင်တဲ့ phrase လေးတစ်ခု sharing လုပ်ပေးသွားပါမယ်။ Walk the talk. WALK walk THE the TALK talk တလုံးချင်းစီဘာသာပြန်ကြည့်မယ်ဆိုရင်တော့ walk လမ်းလျှောက်တာ talk စကားပြောတာပေါ့နော်။မြန်မာလိုသူ့ဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်တော့ပြောတဲ့အတိုင်းပြောရင်ပြောတဲ့အတိုင်းလုပ်တာပါ။ So let's see its definition.The phrase walk the talk means to do what you say what you will do, or to act in a way that matches your words, promises, or values. So to do what you say what you will do. ကိုလုပ်မယ်လို့ပြောတဲ့အရာကိုလုပ်တာဆိုလိုတာပြောတဲ့အတိုင်းလုပ်တာပေါ့နော် or ဒါမှမဟုတ် act in a way ဒီလိုနည်းနဲ့ပြုမှုတာဘယ်လိုနည်းလဲဆိုတော့ that matches your words ပြောထားတဲ့စကားနဲ့အညီဒါမှမဟုတ် promises ဂတိနဲ့အညီဒါမှမဟုတ် values ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့အညီပေါ့နော် so ပြန်ပြီးတော့အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့အပေါ်မှာပြောခဲ့သလိုပဲပြောရင်ပြောတဲ့အတိုင်းလုပ်တာကို walk the talk ဆိုပြီးတော့သုံးပါတယ် So let's see some example sentences. He always tells us to be punctual, but he never walks the talks. He always tells us to be punctual. Punctual punctual ဆိုအချိန်တိကျတာပါဆိုတော့သူကငါတို့တော့အချိန်တိကျဖို့အမြဲတမ်းပြောတယ် but he never walks the talks ဒါပေမဲ့သူကိုယ်တိုင်ကြတော့သူပြောတဲ့အတိုင်းမလုပ်ဘူးပေါ့နော် The company claims to care about the environment. Now let's see if they walk the talk. The company က claims ပေါ့နော်ပြောတယ် to care about the environment 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 ပတ်ဝန်းကျင်နဲ့ပတ်သက်လို့သူတို့အလေးထားရဆိုတဲ့ဟာကိုပြောတယ် now အခုချိန်မှာတော့ let's see if they walk the talk ပြောတဲ့အတိုင်းလုံးမလုံးကြည့်ကြရအောင်ဆိုတဲ့သဘောပါ Okay, last but not least is she talks about kindness a lot and she really walks the talks. She really walks the talk. She talks about kindness a lot. KINDNESS kindness. So ချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့သူကခဏခဏပြောတယ်တော်တော်များများပြောတယ်ပေါ့နော် and she really talks the work သူပြောတဲ့အတိုင်းလဲလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ Okay, so you can practice using this phrase and you can create your own sentences and write them in the comments down below. So have a nice day and see you in the next video.